လူတွေကကျွန်တော်ကိုမကြာခဏမေးကြတယ်မင်းဘယ်တွေရောက်နေရလဲဒီနှစ်တွေထဲမှာဘာလို့ပြောင်းနေတာလဲသူတို့ဘာလို့ကျွန်တော်အဲ့လိုမေးလဲဆိုတော့ကျွန်တော်ကောင်းကောင်းနားလဲပါတယ်တစ်ချိန်ကကျွန်တော် Facebook တွေမှာ YouTube တွေမှာ TV တွေမှာ Omega reaction video တွေမှာအရှိန်ဟုံးနဲ့ကျွန်တော်လုပ်နေခဲ့ပြီးတော့မှရုပ်တရက်ကြီးဆိုသလိုပျောက်ကွယ်သွားခဲ့တယ်ဒီနေ့မှာတော့အဲ့ဒီပျောက်ကွယ်သွားတဲ့နောက်ွယ်ကအမှန်တရားကိုကျွန်တော်ပြောပြခြင်းနဲ့ကျွန်တော်ဘောကိုပြန်ပြီးတော့မှကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဟာတကယ်ကို net shine နဲ့နာကျင်ခြင်းတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်ပြိုကွင်းနေတဲ့မိသားစုထဲမှာကြီးပြင်းလာတဲ့အချိန်မှာလူတွေမမြင်တဲ့ခါသီးခြင်းတွေချီနှောင်ခြင်းတွေနဲ့ကျွန်တော်အသက်ရှင်ခဲ့ရပါတယ်အဲ့လိုနဲ့ကျွန်တော်အဆူတော်ဖြစ်လာတဲ့အချိန်မှာအရာအားလုံးကပြီးပြည့်စုံသွားပြီလို့ထင်ရပါတယ်2016ခုနှစ်မှာကျွန်တော် X Factor မြန်မာ Season 1မှာပြိုင်ပြီးတော့မှကျွန်တော်ဝင်လာရခဲ့တယ်အဲနောက်ကနေပြီးတော့တချင်းတွေအများကြီးထုတ်တယ်လူတွေကျွန်တော်တဖြည်းဖြည်းချင်းစီတိလာတယ်ဒါပေမဲ့အဲ့ဒီရဲ့အောင်မြင်ခြင်းတွေကကျွန်တော်အထဲထဲမှာရှိနေခဲ့တဲ့ဒဏ်ရာတွေကျွန်တော်အထဲထဲမှာရှိနေခဲ့တဲ့နာကျင်ခြင်းတွေကိုမကူစားပေးနိုင်ခဲ့ပါဘူးအဲ့လိုနဲ့တဖြည်းဖြည်းချင်းစီကျွန်တော်ဟာဆွေလန်းတမတ်မှုတွေထဲကိုရောက်ခဲ့တယ်မူရည်သေးစာတွေထဲမှာရင်မူနေခဲ့တယ်တဖြည်းဖြည်းချင်းစီကျွန်တော်ဘဝဟာအမှောင်တူတွေကိုရောက်သွားခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်တန်ဖိုးထားတဲ့ကျွန်တော်အတန်ဟာကျွန်တော်မူရည်စေဝါတွေအရက်သေးစာတွေနီလမ်းမမှန်ကန်စွာတချင်းစုံမှုတွေကြောင့်မလို့ပျက်စီးသွားခဲ့ပါတယ်အဲ့ဒီအချိန်ကနေစပြီးတော့မှကျွန်တော်အတန်နဲ့အတူကျွန်တော်ရဲ့မျောလင်းချက်ဟာလည်းပျောက်ဆုံးသွားခဲ့ပြီးတော့မှကျွန်တော်ဘဝဟာလည်းရေစုံမျောသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအမှောင်တို့ထဲမှာပဲကျွန်တော်ကိုကယ်တင်ပေးနိုင်တဲ့သူတစ်ယောက်နဲ့ကျွန်တော်တွေ့ခဲ့ပါတယ်သူကတော့ကျွန်တော်ကိုစစ်မှန်တဲ့ချစ်ချင်းမေတ္တာနဲ့အမြဲတမ်းချစ်နေတဲ့ယေရှုခရစ်တော်ပဲဖြစ်ပါတယ်အဲ့လိုပြောလိုက်လို့ကျွန်တော်ဒီနေ့ဒီညမှာဘာသာရေးအကြောင်းကျွန်တော်ပြောနေတာမဟုတ်ပါဘူးဘာသာဆွဲဖို့အတွက်လည်းဒီဗီဒီယိုကျွန်တော်လုပ်ပြီးပြောနေတာမဟုတ်ပါဘူးကျွန်တော်ဘဝရဲ့တကယ်ကြုံတွေ့ခဲ့ရတဲ့အမှန်တရားကိုကျွန်တော်လူတွေအားလုံးရှေ့မှာသက်သေခံနေခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ယေရှုခရစ်တော်ဟာကျွန်တော်ပျောက်ဆုံးနေတဲ့အချိန်မှာကျွန်တော်ကိုရှာတွေ့ခဲ့တယ်ကျွန်တော်နာကျင်နေတဲ့အရာရှိသမျှကိုကုသပေးခဲ့တယ်ကျွန်တော်အလိုအပ်ဆုံးသောချစ်ချင်းမေတ္တာကိုလည်းသူပေးခဲ့တယ်နောက်ဆုံးကျွန်တော်ရဲ့ပျက်စီးသွားတဲ့အတန်ကိုလည်းသူပြန်ပြီးတော့မှကျမ်းမာစေခဲ့တယ်အဲ့ထက်ပိုပြီးတော့မှအရေးကြီးတဲ့အရာကတော့ကျွန်တော်ဘဝကိုသူပြန်ပေးခဲ့ပါတယ်ကျွန်တော်အတန်ပြန်ကျမ်းမာလာတဲ့နဲ့လူတွေရှိကိုကျွန်တော်ပြန်ပြီးတော့မှထွက်ပေါ်လို့ကြိုးစားလာတယ်ကျွန်တော် Omega video တွေအဲ့ချိန်ကနေစပြီးတော့မှကျွန်တော်ပြန်လှုပ်လာပါတယ်အဲ့လိုနဲ့လူတွေပို့ပြီးတော့မှသိလာတယ်အောင်မြင်မှုဆိုတဲ့အရာကိုကျွန်တော်ပို့ပြီးတော့မှနားလည်လာပါတယ်ဒါပေမဲ့တဖြည်းဖြည်းချင်းစီအဲ့ဒီအောင်မြင်မှုနောက်ကိုလိုက်နေရင်းနဲ့ပဲကျွန်တော်နားလေတဲ့အရာကကျွန်တော်အတွက်ပဲကျွန်တော်အသက်ရှင်လို့ဘာမှမထူတော့ဘူးကျွန်တော်လူတွေရှေ့မှာကျွန်တော်လူတွေတက်တာအောင်လို့ကျွန်တော်နီလန်းပေါင်းစုံနဲ့ကျွန်တော်ဖြောပြတယ်ကျွန်တော်စူးစမ်းတယ်ဒါပေမဲ့အဲ့ဒီဖြောပြမှုတွေကလူတွေရဲ့ခံစားရတဲ့နာကျင်ခြင်းတွေကိုအလုံးစုံမကုသပေးနိုင်ဘူးကျွန်တော်ဘလောက်ပဲစူးစမ်းပြီးဖြောပြစိတ်သက်သာရတဲ့အရာကခေတ္တခဏပဲဆိုတဲ့အရာကိုကျွန်တော်နားလည်လိုက်ရပါတယ်ဒါကြောင့်မလို့ကျွန်တော်လိုမျိုးကြိုးပဲ့ကြေမွားတဲ့သူတွေကျွန်တော်လိုမျိုးနာကျင်ခြင်းနဲ့ကြီးပြင်းလာခဲ့ရတဲ့သူတွေကျွန်တော်လိုမျိုးခက်ခဲစွာပင်ပန်းစွာမျောလင်းချက်မဲ့နေတဲ့သူတွေကိုကျွန်တော်လွတ်မြောက်တယ်လို့လွတ်မြောက်ဖို့ရန်အတွက်ကူညီပေးဖို့ကျွန်တော်ဆုံးဖြတ်ချက်ချခဲ့ပါတယ်ဒါကြောင့်မလို့ကျွန်တော်နောက်ထပ်တစ်ကြိမ်ပျောက်ကွယ်သွားရတဲ့အကြောင်းရင်းကကျွန်တော်နာမည်ကြီးတဲ့နောက်ကိုမလိုက်တော့လို့ပါအဲ့ဒီအစားကြိုးပဲ့ကြေမွားနေတဲ့လူတွေကိုကုသပေးဖို့ရန်အတွက်ကျွန်တော်ရဲ့ဘဝကိုပေးဆက်ဖို့ရန်အတွက်ကျွန်တော်စိတ်ဆုံးဖြတ်ချက်ချခဲ့ပါတယ်ဒါကြောင့်မလို့သင်ဟာကျွန်တော်အပြင်မှာတချင်းဆိုတာကိုမမြင်ရပေမဲ့ကျွန်တော်တချင်းဆိုတာကိုဘယ်တော့မှမရက်တက်ခဲ့ပါဘူးကျွန်တော်ဆိုတဲ့တချင်းတွေကကျွန်တော်ဘလောက်တော်တယ်ဆိုတဲ့အရာကိုဖော်ပြဖို့မဟုတ်ပဲနဲ့သူတို့ရဲ့ကြိုးပဲ့ကြေမွားနေတဲ့အရာတွေပြန်လည်ကုစားဖို့အတွက်ဖြစ်တယ်တဖြည်းဖြည်းနဲ့ကျွန်တော်လူတွေကိုအစီခံဖို့အတွက်ကျွန်တော်ဆုံးဖြတ်ချက်ချပြီးတော့မှအခုကျွန်တော်သင်အုပ်ဆရာတယောက်အနေနဲ့ဖခင်ရဲ့အမှုကိုစောင့်နေပါတယ်ဒါပေမဲ့ကျွန်တော်အခုပြန်လာပါပြီအရင်ကနဲ့မတူတဲ့ထွန်းတောင်စင်အနေနဲ့ကျွန်တော်ပြန်လာတာပါရည်ရွယ်ချက်အသစ်နှလုံးသားအသစ်တန်စင်အသစ်တွေနဲ့ကျွန်တော်ပြန်လာပါတယ်မကြခင်ဒီလ21ရက်နေ့မှာထွက်မဲ့ကျွန်တော် album ရှိပါတယ်အဲ့ဒီ album ကကျွန်တော်နာမည်ကြီးဖို့အတွက်ထုတ်တဲ့ album မဟုတ်ဘူး
ငွေကြေးကျေဝါဖို့အတွက်ကျွန်တော်ရောင်းချမဲ့ album မဟုတ်ပါဘူးခုနကကျွန်တော်ပြောပြသွားတဲ့ကျွန်တော်ဘဝရဲ့အတိတ်ပဲပြည့်စုံလာတဲ့အကြောင်းရင်းနဲ့ပတ်သက်တဲ့အရာကျွန်တော်ရဲ့မျက်ရည်ရှိသမျှကျွန်တော်ရဲ့ဆုတောင်းချက်ရှိသမျှကျွန်တော်ရဲ့အရာခတ်သိမ်းရှိသမျှအလုံးစုံယဉ်ဤမြုံနှံပြီးတော့မှစီးစင်းလာတဲ့သချင်းတွေဖြစ်ပါတယ်။အဲကြောင့်ဒီသချင်းတွေကိုနားထောင်တဲ့အချိန်မှာတင်ဘဝထဲမှာတကယ်စစ်မှန်တဲ့မျှော်လင့်ခြင်းစစ်မှန်တဲ့ချစ်ချင်းမြတ်တာကိုခံစားဖို့အတွက်ကျွန်တော်ရည်ရွယ်ပါတယ်။အဲကြောင့်မလို့ဒီသချင်းခွေရဲ့နာမည်ကဘဝရဲ့အဖြေလို့ပေးထားခြင်းဖြစ်ပါတယ်။သင်ကိုသိချစ်တဲ့ယေရှုခရစ်တော်ရှိတယ်။သင်ကိုချစ်လို့လက်ဝါးကားတဲ့ပုံမှာအသေးခံအသွေးသွင်းခဲ့တဲ့ဘုရားသခင်ဖြစ်ပါတယ်။သင်ဘလို့အခြေအနေပဲရှိရှိသူသင်ကိုလက်ခံတယ်။ဒါကြောင့်မလို့တစ်ချိန်ကကျွန်တော်ကပျောက်ကွယ်သွားပြီမဲ့အခုပြန်ရှာတွေးတယ်လို့ပဲသင်ကိုလည်းကျွန်တော်ပြန်ရှာတွေးစီချင်ပါတယ်။ဘုရားကောင်းချီးပေးပါစေ။